ဒီလူဟာအတော်လေးကိုကြောက်လန့်တကြားနဲ့ဒီထူးဆန်းတဲ့ငါးကြီးကိုသူ့ရဲ့ jet ski ပေါ်တင်ဖို့အမြန်စူးစမ်းနေတာပါသူကအဲ့ဒီငါးကိုစားဖို့စိတ်ကူးမရှိသလိုကမ်းခြေနဲ့အဝေးဆုံးနေရာကိုခေါ်သွားပြီးမှပြန်လွှတ်ပေးခြင်းနေတာပါတကယ်လို့တန်ငါးတွေရဲ့ပိုက်ထဲမှာဒီငါးမျိုးမတော်တဆပါလာခဲ့ရင်တော့သူတို့ဟာချက်ချင်းဆိုသလိုပင်လယ်ထဲပြန်လွှတ်ပေးတတ်ကြပါတယ်လူတွေဟာမွေနဲ့တူတဲ့ဒီငါးကိုကမ်းခြေမှာတွေ့ရမှာကိုဘာကြောင့်ဒီလောက်တောင်ကြောက်နေကြပြီးအမြန်ဆုံးနှင်ထုတ်ချင်နေကြတာလဲဆိုတော့ဒီငါးရဲ့နာမည်က Haring Kim လို့ခေါ်ပြီးတွေ့ရခဲလွန်းတာကြောင့်သူနဲ့တွေ့ဆုံမှုတိုင်းဟာတကဘာလုံးတိုင်းတာနဲ့ဟိုလေးတကြောဖြစ်သွားလိမ့်ရှိပါတယ်ဒါပေမဲ့ဒီငါးကိုတနေရာမှာတွေ့ပြီးဆိုရင်နောက်ပိုင်းမှာအဲ့ဒီဒေသမှာငလျင်တွေလှုပ်ခတ်တတ်ပါတယ်ဥပမာအဖြစ်2004ခုနှစ်ကထိုင်းကမ်းခြေမှာဒီငါးကိုတွေ့ရှိခဲ့ပြီးတဲ့နောက်လအနေငယ်ကြားမှာလူပေါင်း2သိန်းကျော်တေဆုံးခဲ့ရတဲ့ပြင်းအား9အဆင့်ရှိတဲ့ဆူနာမီငလျင်ကြီးဖြစ်ပွားခဲ့ပါတယ်2011ခုနှစ်မှာလည်းဂျပန်နိုင်ငံမှာဒီငါးကိုအကြိမ်ကြိမ်တွေ့ရှိခဲ့ရပြီးတဲ့နောက်အလားတူဆိုးရွားတဲ့အခြေအနေမျိုးကြုံတွေ့ခဲ့ရပါတယ်ဒီကဘာပြက်ကိန်းငါးကိုနောက်ဆုံးဘယ်နေရာမှာတွေ့ခဲ့လဲဆိုတာသိချင်ရင်တော့ Doomsday Fish ဆိုပြီး search bar မှာရှာကြည့်လိုက်ပါနော်